9သိန်းနဲ့6သိန်းကြားမှာရွေးချယ်နိုင်မယ်ဖုန်းမော်ဒယ်5မျိုးအခုရက်ထဲခဏခဏအမင်းများပြီးတော့သုံးရတာအဆင်ပြေစေမဲ့9သိန်းနဲ့6သိန်းဝန်းကျင်ကြားကဖုန်းမော်ဒယ်5မျိုးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပထမဆုံးတစ်ခုကတော့ Redmi 14C Red 8256K လူကြီးရောလူငယ်ရောအသုံးများပြီးတော့ဒီဇိုင်းမိုင်းမှာဆိုလို့ရှိရင်လည်းထူးထူးခြားခြားကွဲထွက်နေရဲ့အပြင် battery ampere 9160နဲ့ဆိုတော့အားလေးကြရှိခံတဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ် Android 14ကိုမှ HyperOS ရတဲ့အပြင် LCD ထဲမှာအကောင်းဆုံးဖြစ်တဲ့ IPS LCD ကိုအသုံးပြုပေးထားပါတယ်ရွေးချယ်စရာအယောင်အနေနဲ့ဆိုလို့ရှိရင်လည်းအနက်အစိမ်းခရမ်းအပြဆိုပြီးတော့၄ရောင်ရှိတာမို့လို့ယောက်ျားလေးအတွက်ရောမိန်းကလေးအတွက်ရောအဆင်ပြေစေပါတယ် Official Global ဖြစ်တာကြောင့် Google အတွက်လည်းအဆင်ပြေပြေနဲ့သုံးနိုင်မှာပဲဖြစ်ပါရဲ့ရှင်ဒုတိယတစ်ခုအနေနဲ့ကတော့ Honor Crossfit B Racer 128K ပဲဖြစ်ပါတယ် All Rounder အကြမ်းခံတယ်လို့နာမည်ကြီးနေတဲ့ Honor Crossfit B က SGS 5 Star Drop Resistance Certificate ရရှိထားတဲ့အပြင် Battery 9200 mAh ကြောင့်တနေ့ကုန်စိတ်ကြိုက်အသုံးခံနိုင်မှာပဲဖြစ်ပါတယ် 6.7 inch 60.7 million color 90Hz LCD display သုံးထားတဲ့အပြင် Always on display လို့ feature အမိုက်စားလဲပါဝင်လာပါတယ်ကင်မရာအနေနဲ့50 megapixel main camera နဲ့အတူ Honor Crossfit B ကို Black Green Purple ဆိုပြီးတော့3ရောင်ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်တတိယတစ်ခုကတော့ Vivo Y90s ပဲဖြစ်ပါတယ်ဖုန်းလာတဲ့အခါ Dynamic Light လေးနဲ့ Vivo Y90s က IP64 Dust and Water Resistant ကြောင့်ရေဆိုရေစိမ်းခံနိုင်ပါတယ်အဲ့ဒါအပြင်မှာ 300% အထိဘောလုံးကိုမြင့်လို့ရတဲ့ Stereo Speaker လည်းပါဝင်ပါတယ်မိုးလေးမိုးချုံအသုံးပြုနိုင်မဲ့9500 mAh battery နဲ့နေရာအောက်မှာတော့ကောင်းကောင်းအသုံးပြုလို့ရနိုင်မဲ့ 90Hz IPS display ကိုသုံးထားတဲ့အပြင် entry level တန်းမှာရောင်းကောင်းတဲ့ဖုန်းတစ်လုံးဆိုလို့ရှိရင်လည်းမမှားပါဘူးရှင်နောက်ထပ်အမျိုးအစားတစ်ခုကတော့အကျန်းခံပြီးတော့ Dimensity 6300 nanometer ချစ်ဆက်ကိုသုံးထားလို့ performance ကောင်းတဲ့ Oppo A38 ဖုန်းပဲဖြစ်ပါတယ်သူ့မှာ9100 mAh ကိုမှ fast charging 45W ပါတဲ့အတွက်ကြောင့်မလို့အဝေးနှိမ့်မှာကိုလည်းစိတ်ပူစရာမလိုတော့ပါဘူး refresh rate က 120Hz ကိုမှ peak brightness ကလည်း1000 nit ထိပါဝင်တဲ့အတွက်ကြောင့်မလို့ဖုန်းသုံးရတဲ့အခါမှာတလက်လက်နဲ့သုံးလို့အဆင်ပြေစေမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်လုံးကတော့ Samsung ရဲ့ Galaxy A06 ပဲဖြစ်ပါတယ်50 megapixel main camera ကိုမှ IPS LCD သုံးထားတဲ့ A06 ကတော့ရုပ်ထပ်ပိုင်းမှာအဆင်ပြေစေတဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်ရှင်Screen size က 6.7 ဆိုတော့မျက်နှာပြင်ကျကျသုံးရပြီးတော့9000 mAh battery ကိုမှ 25W fast charging နဲ့ဆိုတော့အသွင်းမြန်စေမယ့်ဖုန်းတစ်လုံးပဲဖြစ်ပါတယ် Fingerprint ကဘေးဘက်မှာပါဝင်ပြီးတော့အယောင်မှာဆိုလို့ရှိရင်လည်း blue gold white ဆိုပြီးတော့3ရောင်နောက်ရရှိမှာပဲဖြစ်ပါတယ်ရှင်9သိန်းနဲ့6သိန်းကြားဖုန်းတွေကိုရွေးချယ်ဝယ်ယူဖို့စဉ်းစားနေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအဆင်ပြေစေမယ်လို့မျှော်လင့်ပါတယ်ညီမတို့ရဲ့စက်မှုပိုင်းမှာဆိုလို့ရှိရင်ဈေးတန်းအစုံ brand စုံဖုန်းများကိုစက်မှုပိုင်းဆိုင်ခွဲထဲမှာလာရောက်ဝယ်ယူနိုင်တယ်လို့ online ကနေလည်းမှာယူနိုင်ပါပြီရှင်